Hello こんにちはအားလုံးပဲမင်္ဂလာပါနော်ဆန်းစင်က starting with နာဆန်းစင်နဲ့2023ကတည်းကဂျပန်စာတွေကို line ပေါ်မှာပညာဒါနအနေနဲ့တင်ကြားလာတာပဲဖြစ်ပါတယ်ဆန်းစင်နာမည်ကဆန်းစင်နောက်ဆိုင်လို့ခေါ်ပါတယ်ရှင့်ဆန်းစင်ရဲ့ဂျပန်စာတွေကိုဒီတိုင်းလေ့လာခြင်းတဲ့တူတင်နေနဲ့ကတော့ line က Japanese language ပညာဒါနမှာဒီတိုင်းလေ့လာလို့ရပါတယ်နော်ဆန်းစင်ကဒါ summer holiday မှာပေါ့နော် line ပေါ်ကနေပြီးတော့မှ Japanese language ဒါ basic အခြေခံနေနဲ့အစကနေပြန်တင်ပေးခြင်းလို့ပါရှင့်ဒါလေ့လာလို့ရအောင်လို့ပေါ့နော်ဟီရာကာနာ Japanese language ရဲ့ပြီးတော့ English letter နဲ့ Roma ကြီးညနေပညာဒါနအနေနဲ့တင်ကြားပေးခြင်းလို့ပါရှင့်はじめに日本語の発音ဒါကဂျပန်လိုနည်းနဲ့ရေးထားတာပေါ့နော်日本ဒါက Roma ကြီးအနေနဲ့日本語の発音Japanese language ဒါအတန်ထွက်ပေါ့ဟီရာကာနာနဲ့ခါတာခနာဆိုပြီးဒါနှမျိုးတော့ရှိတယ်ဒါပေမဲ့အတန်ထွက်ကအတူတူပဲပေါ့နော်ဂျပန်စာအနေနဲ့ပဲခွဲထားတယ်ဂျပန်စာရဲ့ပြီးတော့အင်္ဂလိပ်လက်တာနဲ့ရောမကြီးရယ်ဆိုပြီးနှမျိုးတော့လိုက်လေ့လာလို့ရပါတယ်ရှင်ဒါကအအီအိုအဲအိုဒါရောမကြီးနဲ့ဆိုရင်ဒါအင်္ဂလိပ်လက်တာနဲ့အေကိုဒါအအနေနဲ့ဒါခေါ်တာပေါ့နော်ဒါဆိုရင် I ဆိုရင် E ဒါဆိုရင် U ဆိုရင် O E ဆိုရင် E ဒါက O နဲ့ဆိုရင် O ဒါကခခိခုခဲခိုရောမကြီးနဲ့ဆိုရင်ခဆိုရင် K ကို A နဲ့ပေါင်းရင်ခ K နဲ့ I နဲ့ဆိုရင် K နဲ့အပေါက်က O နဲ့ဆိုရင်ခု K နဲ့အပေါက်က A နဲ့ဆိုရင်ခဲ K နဲ့အပေါက်က O နဲ့ဆိုရင်ခိုခခိခုခဲခိုဒါကစာရှိစုစေဇိုစမ်းစီရတာပြီးကနေပြီးတော့မှရောမကြီးအတန်ထွက်နေနဲ့လဲဒါရေးထားပြီးပါတယ်ရှင်နှမျိုးလေ့လာလို့ရတယ်ပေါ့နော်ဒါချီစတေတိုနာနီနူနေနိုဟာဟီဖူဟေဟောမာမီမူမေမိုယာယူဂောဒါဆိုရင်ဒီအရှိဆုံးကရရဲ့ဒီအလယ်ကယူရဲ့ဒီအနောက်ကယောအနေနဲ့ပဲယာယူဂောဒါရာရီရူဂရေရောဒါလည်းဝါရဲ့ဒီအနောက်ကအိုရဲ့ဒီအောက်ကအွန်ရဲ့ဝါအိုအွန်ဟာအဲ့ဒီကတော့ကိုဆိုင်မတ် thank you so much ကျေးဇူးတင်ပါတယ်เนาะကျုံးတော်နာမြတ်ခ bye bye